စီလုံးမှုနိုင်ငံကိုဖြစ်စေလူမျိုးကိုဖြစ်စေထူထောင်ရ၌စီလုံးမှုသည်များစွာအရေးကြီး၏ကျမ်းဂန်များ၌စီလုံးမှုကိုနှစ်မျိုးပြ၏စီလုံးမှုတစ်မျိုးကိုတမ္မဝါယတမ္မနာဟုခေါ်၏အခြားစီလုံးမှုတစ်မျိုးကိုတန်ယောဂတမ္မနာဟုခေါ်၏တမ္မဝါယတမ္မနာအရာစီလုံးသောအခါနိုင်ငံသားအလုံးတို့သည်သူတလူငါတမင်းသဘောမျိုးမရှိအားလုံးတသားတည်းသာဖြစ်ကြ၏တသွေးတတန်တမိန်တည်းဖြစ်ကြ၏တန်ယောဂတမ္မနာအရာစီလုံးသောအခါနိုင်ငံသားအလုံးတို့သည်တသွေးတတန်တမိန်တည်းမဖြစ်သူတလူငါတမင်းဖြစ်ကြ၏စီလုံးရည်နှမျိုးတွင်ထိုခေတ်ကမြန်မာနိုင်ငံသားတို့၏စီလုံးရည်မှာတသွေးတတန်တမိန်တည်းဖြစ်သောစီလုံးရည်မျိုးဖြစ်၏တမိုင်းရဆိုရလျင်တသွေးတတန်တမိန်တည်းဖြစ်သောစီလုံးရည်ကိုအရောယထာခေဘေးနောင်ခေနှင့်အလောင်းဖျားခေများ၌သာရခဲ့၏ကြံခေများ၌မရခဲ့ဟုဆို၏အမှန်အဖြစ်ကြံသောခေများ၌လည်းအမျိုးသားစီလုံးညီညွတ်ရေးကိုထိုက်တင်သလောက်သောရခဲ့သည်ပင်ဖြစ်၏သူဖြစ်ရသောမြန်မာနိုင်ငံသည်ကမ္ဘာမြေပုံတွင်နိုင်ငံကြီးများအလယ်၌မြန်မာနိုင်ငံအဖြစ်ရပ်တည်နိုင်ခြင်းဖြစ်၏သားရဲဖြစ်သောစီလုံးမှုကိုဖြစ်ပေါ်အားထုတ်ရပြီးအရေးကြီးသောအခြေခံအချက်နှစ်ချက်ရှိ၏တစ်ခုသောအခြေခံအချက်မှာအမြင်ချင်းတူမှုဖြစ်၏အခြားအခြေခံအချက်တစ်ချက်မှာအကျင့်ချင်းတူမှုဖြစ်၏တဦးနှင့်တဦးအဖွဲ့အစည်းတစ်ခုနှင့်တစ်ခုအမြင်ချင်းလည်းတူမည်အကျင့်ချင်းလည်းတူမည်ဆိုရင်ထိုပုဂ္ဂိုလ်တို့၏စီလုံးရေးထိုပုဂ္ဂိုလ်ထိုအဖွဲ့အစည်းတို့၏စီလုံးရေးသည်တသားတည်းဖြစ်သောစီလုံးရေးဖြစ်၏တသွေးတတန်တမိန်တည်းဖြစ်သောစီလုံးရေးဖြစ်၏